လေးစိတ်ကိုရောက်တဲ့အခါဒီအိတ်ထဲမှာဘုံပါတယ်နော်လို့ခဏနောက်ပြောဘူးကြလားဒါမှမဟုတ်လီရင်ပေါ်ရောက်ရင်ဒီလီရင်ကြီးပြက်ကြမလားမသိဘူးဆိုပြီးစနောက်ပြီးပြောတတ်ကြလားတတိထားပါနော်ဒီလိုစကားမျိုးတွေဟာနောက်ပြောင်တာပဲဖြစ်ဖြစ်အမှတ်တမဲ့ပြောလိုက်တာပဲဖြစ်ဖြစ်တင့်ကိုလီရင်ပေါ်ကနေအချိန်မရွေးပြန်ဆင်းခိုင်းနိုင်ပါတယ်လူအများစုကတော့ဒါဟာရေးစရာတစ်ခုလို့ထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့လီစိတ်နဲ့လီချောင်းလိုင်းတွေအတွက်တော့ဒါဟာရေးစရာမဟုတ်ပါဘူးဘသူကတကယ်ပြောနေတာလဲဘသူကနှောက်နေတာလဲဆိုတာသူတို့ခွဲခြားလို့မရပါဘူးဘာကြောင့်လဲဆိုတော့လီချောင်းလိုင်းလုံခြုံကြီးဆိုတာကပ္ပအဆင့်အလီးထားရတဲ့ကိစ္စရပ်တစ်ခုဖြစ်လို့ပါပဲအတိတ်ကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေကြောင့်အမေရိကန်ဂျပန်စင်ကာပူထိုင်းဒါမှမဟုတ်ဥရောပနိုင်ငံတွေမှာလုံခြုံရေးကိုအလွန်တင်းကျပ်ထားပါတယ်တငယ်ချင်းချင်းတူးတူးလေးနောက်တာပဲဖြစ်ဖြစ်တယောက်ယောက်ကကြားသွားလို့ဝန်တန်းကိုတိုင်လိုက်ရင်ချက်ချင်းစစ်ဆေးခံရမှာပါလီရင်လွတ်သွားတဲ့အထိပြဿနာတက်နိုင်ပါတယ်မပြောသင့်တဲ့စကားလုံးတွေကတော့အဲ့ထဲမှာဘုံပါတယ်လီရင်ကိုပြန်ပြီးဆွေးမယ်တနက်ပါတယ်လီရင်ပြစ်ကြတော့မယ်ဒါမှမဟုတ်လီရင်တကားကိုဖွင့်စော့မယ်ဆိုတဲ့စကားမျိုးတွေပါလီရင်ပုံမှာဒါမျိုးတွေကိုဘယ်သူမှလိုက်မရကြပါဘူးဘာကြောင့်လဲဆိုတော့တခုခုဖြစ်ခဲ့ရင်တလီရင်လုံးမှာရှိတဲ့ခရီးတွေရဲ့အသက်အန္တရာယ်နဲ့သက်ဆိုင်နေလို့ပါနောက်ထပ်လူတွေအမှားလုပ်တတ်တာတခုကဝန်ထမ်းတွေမီးကူးမိတဲ့အခါမှာပါဥပမာဒီအိတ်ကိုကိုယ်တိုင်ထုတ်တာလားသူများစီကပစ္စည်းလက်ခံလာတာရှိလားဒီလိုမီးတဲ့အခါနောက်ပြောင်ပြီးဖြီးတာမျိုးရွေ့ဖြီးတာမျိုးလုံးဝမလုပ်ပါနဲ့အတီအကျီနဲ့အမှန်အတိုင်းပဲဖြီးရပါမယ်လီစီဆိုတာဟာနောက်ပြောင်ဖို့နေရမဟုတ်ပါဘူးလီရင်အမှုရမ်းမိမှာတန်တရားဖြစ်ဖွယ်ခရီးတွေကိုလုံခြုံရေးဝန်ထမ်းတွေခေါ်ပြီးလီရင်ဘောကဆင်းခိုင်းပိုင်ခွင့်အပြည့်အဝရှိပါတယ်အထူးသဖြင့်နိုင်ငံတကာခရီးစဉ်တွေမှာဆိုရင်ပြင်းပြင်းထန်ထန်စစ်ဆေးမင်းများခံရနိုင်ပါတယ်ဒါကြောင့်ခရီးသွားတဲ့အခါဘုံတနက်ပြန်ပြီးဆွေးမှုနဲ့လုံခြုံရေးကိုထိခိုက်စေမယ့်စကားလုံးတွေကိုလုံးဝမပြောမိဖို့တတိထားကြပါရှင်စက္ကန့်ပိုင်းလောက်နှောက်လိုက်တဲ့စကားတစ်ခုကြောင့်တည့်ရပျော်စရာခရီးစဉ်တစ်ခုလုံးပျက်စီးသွားနိုင်လို့ပါအားလုံးကလီရင်ပေါ်မှာတယောက်ယောက်ကထူးထူးဆန်းဆန်းပြောတာမျိုးကြုံဘူးကြလားကုန်းမမှာဝီရောက်မျှဝေပြီးခဲ့ကြအောင်လို့